你来面过这得一公斤。Hello, David. ညရန်ဆင်ပြေနော်ဒီည hello လိုက်မယ်နော်ဒီရင်ခမ်းမဲ့ယူထားလိုက်ဘိုင်ဘိုင်ဒါကမယမ်းပြငပီးကျော်ဒါကပစုံ လာ ကြောင့် လာ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 你来面过这得一公斤吹妈咪耶妈咪 Hello 妈咪ပြန်လာပြီ သမီးရဲ့မင်းညာသမီးတညာလုံးပြန်မလာလို့မင်းမမအေးရသေးဘူးစောင့်နေရနေမကောင်းတဲ့အားတွေကနေ တော်တော်ပြောလိုက်လို့ရှိရင်အများနဲ့ဓာတ်တွေကြီးတာပဲစက်သေးကိုမရှိဘူးဘိုက်စားတယ်ဘိုင်းချက်တော့ ။အော်ဟင်းနေရလေသမီးမပြန်လာမှချက်ကြမှာ။အဲ့တော့ရှိတဲ့သမင်းညံလေးနဲ့ရှိရလေးနဲ့အစင်ပြောင်စားထားလိုက်ပါလားသမီးရဲ့ အာသမင်းကြီးလည်းမစားချင်ပါဘူးတော်တော်ရင်ကလာလို့ရှိရင်စက်သေးကိုမရှိဘူးအဲ့ကြောင့်မအင်းပြန်မလာချင်တာ ။သမီးဒီပုံစံတိုင်းသာဆက်သွားနေသမီးကိုပတ်ဝန်းကျင်ကမကောင်းတဲ့မိန်းမလို့မြင်တော့မှာသမီးရဲ့ အမလီပတ်ဝန်းကျင်ကမကောင်းတဲ့မိန်းမလို့မြင်မှာဟဲ့လားကောင်းလားမကောင်းလားသူတို့မှမသိတာသမီးကတော့ကောင်းတယ်သမီးကောင်းလို့အဆင်ပြေရင်ပြီးရပဲသူကသူကောင်းကောင်းမကောင်းကောင်း သမီးဒီတိုင်းနေတာဆက်သွားနေမယ်ဆိုရင်သမီးမကောင်းတဲ့မိန်းမဖြစ်တော့မယ်နော် အမလေးဖြစ်ပြီးသားဝါသနာပါလုံးလို့ဒီလောကလို့ခြေဆောင်ပြစ်ပြီးဝင်ထားတာအဲ့ဒါကြောင့်အိတ်ကိုပြန်မလာချင်တာဖះရှုံးလာပါလေဆိုမှကလက်ကမှလစ်လာရကြတယ်နားတွေကြီးတာပဲစက်သေးကိုမရှိဘူးပြင်မဲ့ပြန်ထွက်တော့မယ်တော်တော်ရင်နေရတာတစ်စက်မှစိတ်ချမ်းသာမှုမရှိဘူး Hello debate ဒေးဗစ်မဟုတ်လား ဟုတ်တယ်ဟိုကမသွားလို့တောင်းတော့ကြောင်မ Hello David အိမ်အောင်ဖွားရအရန်ပွားနားနေရမနေချင်ဘူးဟိုတယ်မှာခန်းစီစဉ်ပြီးခုပြန်လာခေါ်လိုက်တော့နော်မနေဘူးတောင်းလိုက်ရင်ရင်းတော့ပါ ဒီမလေးဒါပဲသွားမှုလဲခုနကပဲအိမ်ကိုပြန်လာတာမဟုတ်ဘူးလား လာပြန်ပြီနောက်တစ်ယောက်ဟိုကအာယုန်နေနောက်လို့ဘယ်တော့တော့ဘောညစ်ကိစ္စလား ဟောအမဈေးသွားရအောင်မလေးအမေကလေးနေမကောင်းဘူးခဏလုံးလေးအိမ်မှာစောင့်နေလိုက်ပါလားငါညီမရဲ့ ဟာဒီလိုကိစ္စကြီးပဲဈေးရောက်လိုက်ခွေးကြောက်လိုက်လာပြောနေငါအာယုန်နောက်လို့ငါပြင်ပြန်သွားတော့မှာ အော်ညီမလေးကလည်းအမဒီဈေးရောက်ပြီးတော့မှစံဝယ်ရမှာလေ ဟာနားနေကြီးလေနေတော့ပတ်စံလိုလိုက်စံလိုလိုက်စီလိုလိုက်ငါ့ကိုတားခိုင်းနေနဲ့ငါရဲမောနေပြီ ဟုတ်ညီမလေးဟိုအမပတ်စံမတောင်းရသေးဘူးလေ ဟိုပတ်စံမတောင်းလိုက်တာအေး sorry ဟိုဆိုပိတ်တဲ့မှုကတော့ဘာကလကပြန်လာဘာမှမစားသေးဘိုက်စားတယ်နင်ဘာရောင်းနေမွန်လန်းနဲ့6000ကျော်ဒါ9ရီကုန်ကျော်ဒီရောက်နေမယ်ဒါစားမယ်ဘိုက်တွေစားတယ် ဟဲ့ညီမလေးဟိုဒါအမ တော့တယ်မစေးရကြနေနော်အမလေးကြီးရရင်ငယ်တယ်ကုံဆွဲလုံးမှာခွင့်ပေးတာโอ้မစားတော့ပါဘူးကားပေါ်မှာစားတော့မယ်ဂုံက ဟဲ့ညီမလေးအစောမအိမ်မြန်ဖို့ကလေဟာရင်ကျလို့ဖုန်းချက်ချင်းပြန်ခေါ်ရတော့ ကိုကလည်းအရေးကြီးမှခေါ်မှာလားလို့အိမ်မှာလည်းမနေချင်ဘူးဇာတိတို့ကလည်းအရန်ပူတယ်ပြီးတော့ကိုမခွဲနိုင်လို့ကိုနဲ့ခဏလေးတော့မခွဲနိုင်လို့ကိုဖုန်းဆက်ခေါ်လိုက်တာ ကလေးစားရတယ်အများကြီးပဲဒါဘာလို့လို့ ဩဒီစားကြရလားဒီစားကြရလေမွန်လန်းထုတ်တဲ့ငါ6000ကျော်တို့ပြီးလို့ရှိရင်လေဒါပစုံကြောင့်ငယ်အများကြီးကျော်ပြီးလို့ရှိရင်9ရီကွန်ကျော်ဒါအင်းမမရောင်းတာလေမမရောင်းတာဆိုမမနဲ့မမီကဟောကလေးကိုရမ်းချစ်တာလေကလေးအပြင်သွားလို့ရှိရင်စားစရာမရှိမှဆိုလို့ရတာရှိအောင်ဆိုပြီးတော့စားကြည့်နိုင်စားလို့ရအောင်ထည့်ပေးလိုက်တာပြီးတော့လေညသူမှဆိုလို့ရှိရင်ဘူးကြီးဘူးသေးပြီးလို့ရှိရင်တခါသုံးထုတ်လို့လည်းပါတယ်အဲ့ဒါလေကိုရဲ့မတော်သေးရက်ခမကြီးကကိုလက်ဆောင်ပေးလိုက်ပါဆိုလို့ချင်းလိုက်ယူလာတာ ညီမလေးအဲ့ပစ္စည်းတက်ပြီးတော့ညီမလေးရဲ့မမဒီနေ့ဈေးရောက်အောင်ပါ 你好，你那个来宾结婚了嘛了？你来不来的不要来 ဆက် 的 ခွဲ？တာမဟုတ်ပါဘူးညီမလေးရဲ့ဒီဟာရောင်းမှမမတို့ဒီနေ့ဈေးဖို့ရမှာလေညီမလေးရဲ့ 你都打面哩，我哎妈，阿公都背了阿面了，我如来搞你来烧烧块钱了，对，那干嘛？干嘛今天凶了？对，今天。干嘛来着？干嘛？你那个烧下来块钱，对，我今天来搞你干嘛？ ညီမလေးအဲ့ဒါဒီနေ့ဈေးဖို့လို့အေးနေတော့ငါတို့ပေါ်အဲ့လိုလုပ်ကြတာတွေ့မယ်နဲ့အမေသမီးအငယ်မလေးသမီးတို့ရောင်းရမယ်တနေ့စာဈေးဖို့လို့ယူသွားပြီသမီးလိုက်တာတော့သမီးတို့ပြန်မပေးဘူးအမေသမီးအငယ်မကိုကြည့်မရတော့ဘူးနော် ခုနေသားသမီးပေါ်လဲကောင်းချိုးမပြုတ်မိသားစုအပေါ်ကိုလည်းမတိတတ်သူ့ကြောင့်လည်းရှိသမျှအမျိုးကောင်းသားတွေအကုန်လုံးပြက်စီးဒီတော့သမီး မေ 啦啦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 啦，妈咪变啦咪，今天被忙了一张没？今嘛，哎，你莫来偷着偷过来，人啥讲的，人他是，谁是呗？哎屁，
ဒီကိစ္စသမီးတောင်းယူရနော်သမီးတာသမီးကိုကောင်းကြုံပြီးဟာမတလုံးကောင်းကြုံပြီးလာတဲ့ဟာမဟေး